ကျွန်တော်မတော်တဆမော်မျက်နှာဖုံးတစ်ခုရခဲ့တယ်အဲ့ဒီမျက်နှာဖုံးကိုတက်လိုက်တာနဲ့ကျွန်တော်ရဲ့ရုပ်တွင်မြင်ကတခြားသူတစ်ယောက်ဖြစ်ချက်ချင်းပြောင်းလဲသွားတော့တာပဲအဲ့ဒီအချိန်မှာမျက်နှာဖုံးစီကအတန်တန်ကြားလိုက်ရတယ်ကျွန်တော်မြင်ဘူးသမျှဘသူပုံစံကိုမစူပြောင်းလဲလို့ရတယ်တဲ့ဒါဟာဖျားသခင်ပေးတဲ့လက်ဆောင်ပဲလို့ကျွန်တော်နားလည်လိုက်တယ်အဲ့ဒါနဲ့ကျွန်တော်ဟာချမ်းသာတဲ့ဇနီးမောင်နှံနှစ်ယောက်နောက်ကိုသူတို့နေတဲ့ဗီလာအိမ်ယာဝင်းထိနောက်ယောင်ခံလိုက်သွားခဲ့တယ်သူတို့ကိုကြည့်နေရင်လွန်ခဲ့တဲ့မိနစ်ပိုင်းကဖြစ်ရက်ကိုပြန်သတိရမိတယ်လမ်းမပေါ်မှာသူတို့ကလေးကမိမိဖြတ်ပြေးတာကိုကျွန်တော်ကမတိုက်မိအောင်ရှောင်လိုက်လို့ကားမောက်ပြီးမြေကြီးပေါ်လဲကျသွားခဲ့တာဒါပေမဲ့သူတို့ကတော့သူတို့ကလေးလန့်သွားတယ်ဆိုပြီးအကြောင်းပြကကျွန်တော်စီကရော်ကြီးဒေါ်လာ1000တောင်းခဲ့တယ်သူတို့ရဲ့ခန်းထားတဲ့အဝတ်စားတွေကိုကြည့်ပြီးကျွန်တော်မရှင်းနိုင်မှန်းသိတာကြောင့်လက်ထဲရှိသမျှဒေါ်လာ1300အကုန်ပေးလိုက်ရတယ်သူတို့ကပတ်စံကိုဆွဲလူပြီးကျွန်တော်ကိုအောက်တန်းစားလို့တောင်းပြောင်းပြီးထွက်သွားကြတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူရဲ့ဖုန်းစီကိုသူ့အထက်လူကြီးစီကဖုန်းလာပြီးအလုပ်ကိုဆင်းဖို့ခေါ်လိုက်တယ်ဒါဟာကျွန်တော်အတွက်အခွင့်အရေးပဲကျွန်တော်ဟာချက်ချင်းပဲအဲ့ဒီလူပုံစံပြောင်းလိုက်တယ်ဇနီးဖြစ်သူကအိမ်တကားပိတ်ပြီးအနားယူဖို့ပြင်နေတော့ခင်မုန်းဖြစ်သူပြန်ရောက်လာတာကိုမြင်တော့အံ့ဩသွားတယ်ကျွန်တော်ကတော့အေးအေးဆေးဆေးပဲအလုပ်ကိုဆင်းစရာမလိုတော့လို့ပြန်လာတာလို့ပြောပြီးအိတ်ခမ်းနဲ့တန်းဝင်သွားလိုက်တယ်အဲ့ဒီနောက်အဆွဲတွေကိုလိုက်ခွင့်ပြီးရွှေတဲတွေကိုယူလိုက်တယ်ဒါဟာကျွန်တော်အတွက်ရော်ကြီးပဲလို့တွေးရင်းပေါ့ဒါပေမဲ့ဇနီးဖြစ်သူအခန်းထဲဝင်လာပြီးကလေးအိပ်ပျော်သွားပြီးဖြစ်လို့အပြင်မှာညစာသွားစားရအောင်လို့လာခေါ်တယ်ကျွန်တော်တုံးလို့သွားပြီးမဲ့နောက်ကျသွားပြီလေနောက်နေ့မှာတော့အဲ့ဒီရွှေတဲတွေကိုပတ်စံလဲလိုက်တယ်အဲ့ဒီအချိန်မှာပဲကုန်ပစ္စည်းပို့ဆောင်ရေးစခန်းကမန်နေဂျာကဖုန်းဆက်ပြီးအလုပ်မလာလို့စူတော့တာပဲသူဟာအမြဲတမ်းကျွန်တော်ရဲ့လောက်ခတွေကိုအကြောင်းမဲ့ဖျက်တောက်လေးရှိတာကိုတတိယပြီးကျွန်တော်ဟာဒေတာဆိုင်ရာမန်နေဂျာချုပ်ရဲ့ပုံစံကိုပြောင်းလိုက်တယ်စခန်းမန်နေဂျာဟာသူ့အထက်လူကြီးကိုမြင်တော့ပြတလဲနှုတ်ဆက်ရှာတာပေါ့ကျွန်တော်ကတော့သူ့ကိုအကြီးကျယ်ငောင်းငန်းပြီးမတရားဖျက်ထားတဲ့လောက်ခတွေအကုန်ပြန်ပေးဖို့အမိန့်ပေးလိုက်တယ်သူလည်းချက်ချင်းပဲစီစဉ်ပေးတာကြောင့်ကျွန်တော်စီဒေါ်လာ3000ရောက်လာခဲ့တယ်နောက်ပြီး delivery သမားတွေကိုနောင်ကိုမနှိပ်စက်ဖို့တတိပေးခဲ့တော့သူကလည်းကြောက်လန့်နဲ့တတိပေးရှာတယ်ပတ်စံတွေနဲ့အိမ်ပြန်ရောက်တော့တကားလာခောက်တန်ကြားရတယ်ကျွန်တော်မိဘတွေကအတိုးကြီးစားတဲ့ငွေချေးလုပ်ငန်းစီကပတ်စံချေးထားလို့ဒီနေ့အခြေဆက်ရမယ်လို့လာပြောကြတယ်ကျွန်တော်ဘာမှမသိပေမဲ့သူတို့ကလူမိုက်တွေမှန်းသိတာကြောင့်အချိန်ဆွဲဖို့အတွက်ပတ်စံရှာအောင်မယ်လို့ပြောလိုက်တယ်ခေါင်းဆောင်ဖြစ်သူကယုံသွားပြီးသူ့တပည့်တွေကိုစောင့်ခိုင်းထားခဲ့တယ်ကျွန်တော်ကတော့အောက်ထက်ကအိမ်ကြီးချင်းစီမှာပတ်စံသွားချေးမလို့နဲ့ထွက်လာပြီးလမ်းမတင်လူမိုက်ခေါင်းဆောင်ရဲ့ပုံစံကိုပြောင်းလိုက်တယ်ပြီးတော့ကျန်တဲ့တပည့်တွေကိုခေါ်ပြီးတခြားတအိမ်စီအကျွေးသွားတောင်းဖို့ခိုင်းလိုက်တယ်မမျော်လင့်ပဲသူတို့ခေါ်သွားတာကကျွန်တော်ရဲ့အိမ်ရှင်အိမ်ကိုဖြစ်နေတယ်အိမ်ရှင်ကအကျွေးဒေါ်လာ1000လောက်တင်နေလို့ကျွန်တော်စီကအိမ်ငါးခါတွေကိုလာတိုင်းတိုးတောင်းနေတာကိုနောက်လာကြရင်လည်းအိမ်ငါးခါ6လစာကြိုပေးရမယ်မပေးရင်နှင်းထုတ်မယ်လို့ကျင်းဝါထားသေးတာကျွန်တော်အရန်ဒေါသထွက်သွားပြီးသူ့ကိုကောင်းကောင်းကြီးပညာပေးလိုက်ရုံနဲ့မကပဲသူ့ပိုင်ဆိုင်မှုတွေအကုန်ယူပြီးမနှက်ဖြန်အတွက်နောက်ထပ်ပေးချေမှုတစ်ခုပြင်ထားဖို့ပါပြောခဲ့တယ်ဒါပေမဲ့အိမ်ရှင်ကကြောက်ပြီးရဲစခန်းသွားတိုင်လိုက်တာကြောင့်တကယ်လူမိုက်ကောင်းဆောင်ကတော့ထောင်ထဲရောက်သွားတော့တာပါပဲကျွန်တော်ဟာသူတို့အားလုံးကိုထိုက်တန်တဲ့တစ်တန်တွေပြန်ပေးနိုင်ခဲ့ပါပြီဒီလိုစိတ်လှုပ်ရှားစရာကဘာတစ်တွေတဲကိုထပ်ပြီးခေါ်ဆောင်သွားစေချင်ရင်တော့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်